Hello ညီကိုတို့အားလုံးပဲမင်္ဂလာပါပွဲစဉ်နေကျွန်တော်မလုပ်ဖြစ်တာနည်းနည်းကြာသွားတယ်ပေါ့နော်ဒီနေ့မှာတော့ကျွန်တော်ဒီချန်ပီယံလိပွဲစဉ်၅ပွဲထုတ်နှုတ်ထားတယ်ပေါ့နော်ဒီအရင်ဆုံးအနေနဲ့ကွာတာဘက်နဲ့ကိုပင်ဟေဂင်ပွဲဒီပွဲပေါ်ကြီးမှာဆိုလို့ရှိရင်အဝေးကွင်းကိုပင်ဟေဂင်ကလေဗယ်30ရှုံးဂိုးပေါင်းကြီးက380စားပြီးပေးထထောင်တွေ့ရတယ်ဗျကွာတာဘက်အနေနဲ့ပြီးခဲ့တဲ့ချန်ပီယံလိပွဲစဉ်ဒီကစားရမှာပေါ့ဗျာနော်ဒီဘေဘီကအဝေးကွင်းသွားကစားခဲ့ရတယ်2-3ဆိုရလက်နဲ့နိုင်ထားတယ်ဗျာနော်ဒီတင်ဟိုသွားရှုပ်လို့တော့မရအောင်ဒီတင်ကဒီအစားပါချန်ကလပ်ကအတင်းတင်းပြန်နော်တစ်ဖက်ကဒီကိုပင်ဟေဂင်ကြတော့ဒီဒိမတ်ကလပ်အတင်းတင်းပြန်နော်ကိုပင်ဟေဂင်တို့အနေနဲ့ဒီဥရောပဝေးကွင်းဖြတ်တန်းတဲ့အနေထားမှာတော့ဝေးကွင်းဆိုလို့ရှိရင်သူကနည်းနည်းအားနေတဲ့ထဲပါတယ်ပြနော်အခုဒီသူကတော့ကြေးပေးထားတယ်ဆိုပေမဲ့လို့ကျွန်တော်ကတော့ဒီနေ့ကွာတာဘက်အိမ်ကွင်းမှာမလွယ်တော့ပါဘူးနော်ကွာတာဘက်အနေနဲ့ဒီအနေဆုံးသေးရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်ကွာတာဘက်ကြိုက်ပါတယ်ဂိုးပေါင်းကြီး380စားမှာတော့ဗိုလ်ကြီးပြောနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဂိုးပေါင်းကြီးပြင်းနေတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ဂိုးပေါ်ကြိုက်ပါတယ်နောက်တစ်ပွဲနဲ့ဖြစ်တဲ့ဒီအာဆင်နယ်နဲ့အိုလံပီယာကိုပွဲလေးကိုသုံးသပ်မယ်နော်ဒီပွဲပေါ်ကြီးမှာဆိုလို့ရှိရင်အာဆင်နယ်ကနှလုံး30ရှုံးဂိုးပေါင်းကြီးမှာက3လုံး20ရှုံးဆိုပြီးတဲ့တော့တွေ့ရတယ်ကြဒီသင်းထိတ်တဲ့တွေးဆုံမှုတွေမှာဆိုလို့ရှိရင်အားလုံးစုစုပေါင်း10ပွဲတွေ့ထားတယ်နော်အာဆင်နယ်က9ပွဲနိုင်အိုလံပီယာကိုက9ပွဲနိုင်ထားတော့တွေ့ရတယ်အိုလံပီယာကိုကဒီအာဆင်နယ်နဲ့တွေ့တိုင်းအမြဲလိုဒုက္ခပေးတတ်တာကိုကျွန်တော်တို့ဒေထားသိချင်တယ်ဒါပေမဲ့အဲ့ဒီနှစ်တုန်းကအာဆင်နယ်နဲ့အခုဒီလက်ရှိအာဆင်နယ်ကလုံးဝကွာခြားနေတာကိုတော့နည်းနည်းထပ်ပြီးတော့သတိထားရမယ်ဒီကွနော်ဒါကြောင့်မလို့ဒီနေ့အိမ်ကွင်းမှာနှလုံး30ရှုံးဆိုကြည့်ပေးထက်တာပေါ့အာဆင်နယ်အိမ်ကွင်းဖြတ်သနာတဲ့အနေအထားမှာဆိုလို့ရှိရင်ဒီလီယူနိုက်တက်ကို5စီဒီနိုတက်ဖော်ရက်ကို3စီမန်စီးတီကို1-1ဆိုပြီးတော့အိမ်ကွင်းမှာတည်ကြထားပွဲတော့ရှိရပါတော့3ပွဲကန်ထားမှာ2ပွဲနိုင်1ပွဲတည်ကြထားတယ်မဆိုးတဲ့ရလက်ထဲမှာပါတော့အခုကအိုလံပီယာကိုတို့အနေနဲ့ဒီအာဆင်နယ်အိမ်ကွင်းသွားကမ်းမှာဆိုလုံးဝမလွယ်ပါဘူးဗျာနော်ဒီကြေးအနေထားရောကိုပေါင်းကြီးကိုပြန်ကြည့်မှဆိုလို့ချင်း3လုံး20ရှုံးမှာကအာဆင်နယ်2စီ3စီဆိုတဲ့ပုံစံမျိုးဖြစ်နေတာဗျာနော်အိုလံပီယာကိုဂိုးရမယ့်အနေထားကိုမမြင်ရပါဘူးဗျာကျွန်တော်ဒီနေ့မှာအာဆင်နယ်ဘိုးလေးတစ်ချောင်းနဲ့ပဲကြိုက်ပါတယ်ဗျာနော်ကဲနောက်ထပ်တစ်ပွဲဖြစ်တဲ့ဒီဒေါမွန်နဲ့ဘီဘာပွဲဒီပွဲပေါ်ချင်းမှာဆိုလို့ရှိရင်အင်ရှင်ဒေါမွန်က1လုံး80စားဂိုးပေါင်းကြီးက3လုံး90စားပြီးပေးထတော့တွေ့ရတယ်ဗျာနော်ဒေါမွန်အနေနဲ့ပြီးခဲ့တဲ့ဒီချန်ပီယံလိဝေးကွင်းပွဲသွားကန်ခဲ့ရတယ်ဂျူဗန်တက်အိမ်ကွင်းမှာဖိုးဆိုပြီးတော့တည်ကြခဲ့ဗျာနော်ဟိုဂိုးကတော့တော်တော်သွင်းထတာကိုတွေ့ရတယ်ဗျာနော်ကဲဒီနေ့အိမ်ကွင်းပွဲကန်မှာတစ်ခါကဘီဘာအနေနဲ့ဒီချန်ပီယံလိပွဲစဉ်တက်မှာတော့အာဆင်နယ်ကိုအိမ်ကွင်းမှာ0-2ဆိုပြီးတော့ရှုံးထားတယ်ဗျာနော်ဒါဒုတိယမြောက်သူချန်ပီယံလိပွဲကန်ရမယ်အခုကဒီဒေါမွန်အိမ်ကွင်းသွားကန်မှာဆိုတော့ဘော်ဒီကြီးကိုချိန်ကြည့်မယ်ဗျာနော်ဒီဘော်ဒီကြီးနဲ့ကိုပေါင်းကြီးချိန်ကြည့်မယ်1လုံး80စား3လုံး90စားက1+3+ ဖြစ်နေတယ်ဒေါမွန်1လုံး80စားကိုကျွန်တော်သိမကြိုက်သေးပါဘူးဗျာနော်ဒီ1လုံး60 50လောက်ဆိုလို့ရှိရင်တော့ဒေါမွန်ကြိုက်ဒီကြီးမှတော့ဒေါမွန်မကြိုက်ပါဘူးဒါကြောင့်မလို့ဘီဘာကိုကြိုက်လားဆိုလို့ရှိရင်လည်းဘီဘာကိုတော့ပပလေးကြိုက်ပါတယ်ဗျာနော်ကျွန်တော်ဂိုးပေါင်းပဲစဉ်းစားထားပါတယ်3လုံး90စားဆိုတော့နေထားပါဘီဘာအနေနဲ့ဒေါမွန်လိုအိမ်ကွင်းမှာဖွင့်ပြီးတော့ဆော့လာမယ်လို့ကျွန်တော်မထင်ပါဘူးဘီဘာအနေနဲ့အများတန်းလိုခန်းစစ်အသားပေးဆော့တဲ့အသင်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒေါမွန်အိမ်ကွင်းမှာထင်းထင်းလေးလေးဆော့မယ်ဒီကိုရသွားလဲ V1 ပေါ့နော်လုံးလုံး11ပေါ့ဗျာကျွန်တော်9အောက်ပဲကြိုက်ပါတယ်ဘော်ဒီမှာဆိုလို့တော့ဘီဘာကိုပဲကြိုက်ပါနော်နောက်ထပ်တစ်ပွဲဖြစ်တဲ့ဒီနာပိုလီနဲ့လစ်စဘွန်ပွဲဒီပွဲပေါ်ချင်းမှာဆိုလို့ရှိရင်ဒီအင်ရှင်နာပိုလီက level 90ရှုံးကိုပေါ်ချင်းမှာက3လုံး90စားပြီးပေးတော့တွေ့ရတယ်နာပိုလီတို့အနေနဲ့ဒီပြီးခဲ့တဲ့ချန်ပီယံလိပွဲစဉ်တက်မှာမန်စီးတီအိမ်ကွင်းမှာ2စီဆိုပြီးတော့ချုံနေထားတယ်ပေါ့ဗျာနော်ဒီအဲ့ပွဲမှာဆိုလို့ရှိရင်နာပိုလီဘယ်ခန်းစစ်ကစားသမားပဲနော်ဘယ်ဘက်ခန်းညာဘက်ခန်းစစ်ကစားသမားဒီ20မိနစ်မှာအထုတ်ခံခဲ့ရတယ်ပေါ့နော်ဒီလော်ဒန်ဆိုပေါ့နော်သူအထုတ်ခံခဲ့ရတဲ့အတွက်ကြောင့်မလို့ပွဲတစ်ဖက်သက်အနေနဲ့မန်စီးတီးရဲ့2စီဆိုပြီးတော့နိုင်သွားတာကိုကျွန်တော်တွေ့ရမယ်ဒီနေ့မှာအဲ့ဒီလိုဝန်ဆိုမပါတဲ့အတွက်ကြောင့်မလို့စပန်နာဇိုလာပေါ့နော်စပန်နာဇိုလာဆော့ဖို့ညပါတယ်နာပိုလီအင်ကွင်းဖြစ်တာနဲ့ညီစပိုတင်တို့အနေနဲ့သူကတော့သူလိမ့်မှာတော့ဆရာကြီးပေါ့ဗျာစပိုတင်အနေနဲ့ဒီတိုက်စစ်မှုပီတာရော့ကမရှိသည့်အတိုင်အောင်စပိုတင်အနေနဲ့ကနော်ဒီသူ့လိမ့်မှာတော့သူကဆရာကြီးပေါ့ပြီးခဲ့တဲ့ပွဲမှာတော့ဒီခိုင်ရက်အခါမှာလာမသိပါတော့အဲ့ဒီငယ်လေးကိုတော့1-4နဲ့နိုင်ထားတာတော့ကျွန်တော်တွေ့4-1နဲ့နိုင်ထားတာတော့ကျွန်တော်တွေ့ရတယ်ကျွန်တော်အခုကနာပိုလီအင်္ဂလန်သွားကန်မှာမလွယ်ပါဘူးကျွန်တော်ကတော့ဒီဂျီဘရိုင်းတို့ဝိုက်စ်လန်တို့ဒီမတ်တိုမီနီတို့เนาะအဲ့ဒီပီးမြားလိတ်ကစားသမားပီးမြားလိတ်မှာဆော့ကစားသမားဟောင်းတွေကလောလောဆယ်ကဒီနာပိုလီဖြတ်တန်းနေအနေထားမှာခြေစွမ်းကောင်းနေတယ်ပေါ့ဗျာပြောမှဆိုရင်ရှေးရွေးမစင်းသားကြမှာကျွန်တော်နာပိုလီပဲကြိုက်ပါတယ်เนาะ level 90ရှုံးဆိုမှလည်းကျွန်တော်နာပိုလီပဲကြိုက်ပါတယ်ကိုပေါင်းကြီး3လုံး90စားဆိုတော့ကျွန်တော်မကြိုက်ပါဘူးเนาะရှောင်းလိုက်မယ်နော်နောက်တစ်ပွဲဖြစ်တဲ့ဒီဗီလာရေးနဲ့ဂျူပီနာပွဲဒီပွဲပေါ်ကြီးမှာဆိုလို့ရှိရင်အင်ရှင်ဗီလာရေးက level 40ရှုံးကိုပေါင်းကြီးက
နှလုံး90ရှုံးသူပေးထားတာတွေ့ရတယ်ဘီလာကြီးနဲ့ဂျူဗီနဲ့တွေ့နေအောင်နော်ကိုပေါင်းကြီးနှလုံး90ရှုံးဆိုတော့လိန်မြန်းထားလာကြကျွန်တော်စဉ်းစားတာပေါ့လေဘီလာကြီးဆိုတာလေသူအိမ်ဝင်ဖြတ်တန်းနေအနေထားမှာအိမ်ဝင်သူ၄ဝက်ဖြတ်တန်းထားတယ်Real Obito 2C နောက်ပြီးတော့ဒီဟီရိုနာကိုဖိုင်စီနဲ့နိုင်တယ်ဒီအော်ဆာဆူနာကို2-1ဘီဘာကို1-0ဆိုပြီးတော့နိုင်ထားတော့တွေ့ရတယ်ဂျူဗီနက်ကမနစ်ကလည်းမဟုတ်ဘူးဗျဂျူဗီနက်ကကျတော့ဒီတိုက်စစ်အသားပေးဆော့လာတာကိုကျွန်တော်တို့တွေ့ရတယ်ဗျနော်ဒါကြောင့်နှလုံး90ရှုံးဆိုတော့ကျွန်တော်ဂိုးပေါင်းကြီးလိန်မြန်းထားရောလာပြကျွန်တော်ဂိုးပေါ်ပဲကြိုက်ပါတယ်ဘော်ဒီမှာကတော့ဘီဘာကိုအိမ်ဝင်ဒါနောက်ထပ်ဒီ9ပွဲမြောက်အိမ်ဝင်ပေါ်ဗျာစုစုပေါင်းတွက်မှဆိုလို့ရှိရင်ချန်ပီယံလိဂ်ကဒီလိုတွေတိုင်းတာကတော့တိုင်းတာလို့တော့မရဘူးဆိုတော့နားလေပါတယ်ဟိုရှေ့သွားနဲ့ဆုံးမဲ့တာဆိုမှလည်းဒီဘီဘာကိုအိမ်ဝင်ကဂျူဗီနက်နိုင်ဖို့ကမလုံလောက်ပါနော် level 40ရှုံးဂျူဗီနက်ဘတ်ဘီလာကြီးရဲ့ဘတ်ဘီလာကြီးရဲ့ဘတ်မှာ sorry နော်ဘီဘာတော့ဖြစ်ဘီလာကြီးရဲ့ဘတ်မှာအနေဆုံးတည်ရှိပါတယ်ကျွန်တော်ဒီဘီလာကြီးရဲ့ကြိုက်ပါတယ်ဂိုးပေါင်းကြီးနှလုံး90ရှုံးကတော့ဂိုးပေါ်ပဲထိုက်ရိုက်မယ်နော်ဂိုးပေါ်ကြိုက်ပါတယ်တဲ့ညီကူတို့အားလုံးအပေါင်းပြကြပါစေကြာနော်ကျွန်တော်ခုခံမှန်းမိတဲ့ဘွဲတွေကိုအကြိုက်တူတော့လဲlike ဆော့ပေါ့ဗျာနော်အကြိုက်တူတော့လဲလွတ်လပ်စာနဲ့ဘက်ကံပြီးတော့ချကြဗျာနော်အားလုံးအစီအမီရှုံးမှုကြပါစေအားလုံးကျေးဇူးတင်ပါတယ်